လော်ဆွေအလိုဒီတော့ကြက်ဥတွေကနွေးနေတော့မယ်အလကားရတဲ့ကြက်ဥကတော့တကယ်မွေးတာပဲငါနည်းနည်းလောက်ယူထားလိုက်အောင်မယ်လူချင်းဟွိုင်းလော်ဆွေခမားပါလုံနေတာလေလော်ဆွေအလိုချင်းဟွိုင်းပါလားငါကဘသူများလဲလို့လူချင်းဟွိုင်းလော်ဆွေခမားငါကြက်ချန်ထဲမှာဘာလုံနေတာလဲလော်ဆွေငါကမြည်ကြည့်ုံနှလုံးလောက်ယူတာပါဒီကြက်တွေကတောင်ပေါ်မှာလွတ်လွတ်လပ်လပ်လျှောက်သွားနေတာဆိုတော့ကြက်ဥကတကယ်မွေးမှာမကောင်းတဲ့ဥပါမလားငါကူကြည့်ပေးတာပါလူချင်းဟွိုင်းပြန်ထုတ်လိုက်လော်ဆွေနင်ကကလေးဖြစ်ပြီးဘာစကားပြောတာလဲနင်ငယ်ငယ်ကနင့်အဖေမအားတဲ့အချိန်ငါနဲ့အိမ်ကကြက်တွေကိုကူအစာကျွေးပေးခဲ့တာအဲ့ဒီတုန်းကမနက်အစောကြီးမိုးမလင်းခင်ကလေးကလာကူပေးတာဘသူကများနင်တို့ဆိုင်ကပတ်စံတောင်းမှုလို့လေလူချင်းဟွိုင်းကူညီရဲဆိုတာကြက်ချံကိုမှွေနောက်တာမဟုတ်ဘူးလော်ဆွေနင့်အဖေရှိစဉ်တုန်းကနင့်လိုအနုမော်ကင်းမဲ့မနေဘူးလူချင်းဟွိုင်းငါအဖေရှိစဉ်တုန်းကလည်းကြက်ချံကိုသူများအိမ်ကချင်းတောင်းလို့သဘောထားပြီးယူတာကိုခွင့်ပြုမှာမဟုတ်ဘူးလော်ဆွေကောင်းပြီလေအတောင်စုံလို့အတောင်မှသွားပြီပေါ့ကြက်ဥနည်းနည်းလေးကိုတော့ငါ့ကိုတွက်ကွက်နေတယ်ငါဒီနေ့ယူသွားမယ်လူချင်းဟွိုင်းနောက်ကိုမလာခဲ့နဲ့တော့လော်ဆွေဒီတောင်လန်းကိုငါသွားလာခဲ့တာတက်တန်းတဝက်မကတော့ဘူးနင်တားလို့မရပါဘူးလူချင်းဟွိုင်းဒါဆိုရင်လဲစမ်းကြည့်လိုက်လေလော်ဆွေနင်တကယ်တော်ရင်သွားတိုင်လေလူချင်းဟွိုင်းကောင်းပြီရွာသားတဦးအလိုဆွေမမဒီကြက်ဥတွေမစိုးလာဘူးနော်ဘဲကရတာလဲလော်ဆွေဘဲကရမှာလဲချင်းဟွိုင်းအဲ့ဒီကလေးပေးတာပေါ့ရွာသားတဦးလူအိမ်ကြက်ချံကလားလော်ဆွေဒါပေါ့အဲ့ဒီကလေးကလူကဲခက်ကြည့်ပါတယ်ဒီနှစ်တွေမှာငါသူ့အိမ်ကိုနည်းနည်းပါးပါးကူညီပေးခဲ့တာသူသိတာပေါ့စားချင်ရင်နည်းနည်းယူသွားပါတယ်ရွာသားတဦးချင်းဟွိုင်းကခုတော့ရဲရောရှိလာကြည်လားအခြားရွာသားတဦးသူ့အဖေခြံခဲ့တဲ့ကြက်ချံကကြီးတာကိုကြုံနည်းနည်းပါးပါးကတော့ဘာမှမဟုတ်ပါဘူးလော်ဆွေတရွာတဲ့သားတွေပဲကိုအစိမ့်ဆန်လို့မရပါဘူးအမျိုးသမီးငယ်ဒါပေမဲ့အန်တီအများကြီးယူထားတာပဲသူတကယ်ဘာမှမပြောဘူးလားလော်ဆွေဘာပြောရမှာလဲသူကတောင်ငါ့ကိုပို့ယူသွားပါဦးဆိုလို့လူငယ်ဆိုတော့ရှက်တက်တာပေါ့လူတွေရှိမှပြောရမှာအားနာလို့ပါအိမ်ပြန်ရောက်ရင်ပေါင်းစားကြည့်မွေးနေမှာတေးချတယ်လေသမားငါမျိုးကပြန်လာတော့ချင်းဟိုင်ကာယန်နဲ့စကားကွက်တွေရောတောတွေရောဝယ်နေတာတွေ့ခဲ့တယ်ရွာသားတဦးတော့ကဘာလို့ဖို့ဝယ်တာလဲကြက်ချံမှာဝါတကားရှိတာပဲမဟုတ်ဘူးလားလေသမားကြက်ချံကိုနောက်ပိုင်းတေချာကြည့်ရတော့မယ်လို့သူပြောတာပဲလော်ဆွေတေချာကြည့်တာကောင်းတာပေါ့တောင်ပေါ်မှာတောကောင်တွေပေါ်တာတကယ်လို့လွတ်လွတ်လပ်လပ်ပစ္စည်းယူခွင့်ပေးထားရင်တော့ဝယ်ဖို့လိုဦးမလားကာရနဲ့အားနေကြတာလားဖုန်းထဲမှာဝယ်သူရှူချင်းလန်ဟဲလိုငါကဂျင်ဟဲစားတောက်ကုန်ဓာတ်ဆက်ဝယ်ယူရေးကရှူချင်းလန်ပါရှေ့ကပိုးပေးထားတဲ့မင်းရဲ့တောချက်ချံအချက်လက်တွေကိုကြည့်ပြီးပါပြီလူချင်းဟွိုင်းခမားတို့ဘလောက်လိုချင်လို့လဲရှူချင်းလန်ပုံမှန်ရင်းနှီးစွာပစ္စည်းသွင်းပေးနိုင်မဲ့အတုပ်တစ်ခုကိုဆွေးနွေးခြင်းလို့ပါအရင်ဆုံးကြက်ချံတဲ့နမူနာတွေကိုကြည့်မဲ့အဆင်ပြေရင်ရေရှည်ပူးပေါင်းဆောင်ရွက်မဲ့မြို့တဲကိုခဏလောက်လာပေးလို့အဆင်ပြေမလားလူချင်းဟွိုင်းဘဲချိန်လဲရှူချင်းလန်မနှက်ဖြန်မနှက်ပိုင်းအကောင်းဆုံးပဲနမူနာအများကြီးမလိုဘူးအမှန်ကန်ပစ္စည်းဆိုရပြီလူချင်းဟွိုင်းငါမနှက်ဖြန်မနှက်စောလာခဲ့မယ်ရှူချင်းလန်ကြက်တက်တန်းနဲ့လက်ရှိတဲ့ကြက်ကောင်ကြီးဘယ်လောက်လဲလူချင်းဟွိုင်းနားလဲပြီးငါအချက်လက်တစ်ခုချင်းစီပို့ပေးလိုက်မယ်လူချင်းဟွိုင်းဦးလေးကျိုးတော်တွေစကားကွက်တွေတကားကလန့်တွေကျိုးတွေခိုင်မရှိတာတွေအကုန်ထုတ်ပေးပါဦးလေးကျိုးဆိုင်ရှင်မင်းကြက်ချံပြင်တာလားမြို့ရိုးပြင်တာလားလူချင်းဟွိုင်းကြက်ချံပါဦးလေးကျိုးတောင်ပေါ်မှာမြေခွေးတွေပေါ်တယ်လေကာကွယ်တင်တာပေါ့မင်းအိမ်ကိုတောကောင်ဝင်လို့လားလက်ကျန်ပစ္စည်းတွေဆိုရင်တော့တေချာကာကွယ်ရမယ်မြင့်လေးဝယ်အောက်ကနေကြောက်ခဲနဲ့ဖိထားလိုက်လူချင်းဟွိုင်းခြေချင်းကွင်းတစ်ထုပ်ပါထပ်ယူမယ်ဦးလေးကျိုးကြက်တွေကိုနံပါတ်တက်ဖို့လားအင်းနဲ့အဖေတုံးကစိတ်ထားပျော့လွန်းခဲ့တာလူချင်းဟွိုင်းနောက်ပိုင်းတော့မဖြစ်စေရတော့ဘူးဦးလေးကျိုးတကောင်ချင်းစီတက်ရတာအလုရှုပ်ပေမဲ့ပျောက်သွားလို့ဘာမှမပြောနိုင်တာထက်စာရင်တာပါတယ်ကြက်ဆိုတာနင်တို့စံတဆုပ်ဖွဲတဆုပ်နဲ့ကြီးအောင်မွေးထားရတာဘယ်သူမဆိုစားကျင်တိုင်းလက်ဆန့်လို့ရတဲ့အရာမဟုတ်ဘူးတော့ကမျက်နှာပြောင်တဲ့သူတွေကိုမတားနိုင်ပေမဲ့လူတွေရဲ့မတမာတဲ့လက်ကိုတော့ပေါ်လွင်စေတာပေါ့တကယ်လို့တယောက်ကလာရှုပ်ရင်ရွာထဲမှာအကူအညီတောင်းလူချင်းဟွိုင်းဒီနေ့ကစပြီးငါအိမ်ကကြက်ချံဟာဘယ်သူမဆိုဝင်ကျင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်တော့ဘူး